ကျွန်တော်တို့ Manchester United ကတော့ Aston Villa ကို 3-1 ဆိုရရလက်နဲ့အနိုင်ယူပြီးမှာတော့လက်ရှိအဆင့်3နေရာမှာ54မှတ်နဲ့ Aston Villa ကို3မှတ်နဲ့ဖြတ်ထားတယ် Chelsea ကို6မှတ်ဖြတ်ထားတယ်ပြီးတော့ဒီ Liverpool ကဒီစပါတင်ကိုလာနိုင်ခဲ့ရင်တောင်မှပဲကျွန်တော်တို့3မှတ်တွေထပ်ဖြတ်ထားမယ်တကယ်လို့ရှုံးတယ်ဆိုလို့ရှိရင်6မှတ်ထိဆက်ပြီးတော့ကျွန်တော်ဖြတ်ထားမှာဖြစ်ပါတယ်ဆိုတော့ဒီနိုင်ပွဲကြောင့်ဒီ Carry လည်းတော်တော်လေးပျော်နေတာကိုတွေ့ရတယ်ပထမပိုင်းကစားပုံကတော့ကျွန်တော်တို့အနေနဲ့တော်တော်လေးကောင်းခဲ့တယ်ဒီအပိုင်ခွင့်ရေး3လုံးပေါ့နော်အာမက်ရဲ့ခေါင်းတိုက်ကိုဒီမာတီနက်ပို့ထုတ်တာတွေအဘျူမိုရဲ့ဒီအပိုင်ကန်သွင်းချက်ကမိုးပေါ်ထောင်သွားတဲ့ဟာတွေဒါလော့ရဲ့ area ထဲမှာအပိုင်ကန်သွင်းချက်ကိုဒီမိုးပေါ်ထောင်သွားတာပဲပေါ့နော်အဲ့ဒီအလုံးတွေကတကယ်ဂိုးဝင်ခဲ့တယ်ဆိုလို့ရှိရင်ဒီချက်ပို့ပြီးတော့ဂိုးပြတ်မှာဖြစ်ပါတယ်နော်ဒုတိယပိုင်းမှာလည်းခွင့်ရေးတွေထက်ရခဲ့တယ်ပြီးလို့ရှိရင်ဒီ Bruno ကတော့ဒီ3ကို3ဂိုးပါပေါ့နော်2ဂိုးအထိကိုကျွန်တော်တို့အနေနဲ့ဟိုပါပေါ့ဖန်တီးပေးသွားတယ်ပထမကတော့ Casemiro ရဲ့ခေါင်းတိုက်ကိုကလည်းတော်တော်လေးကောင်းတယ်ကိုသမားတဲ့ဘိုးတဲ့ပေါ့နော်ဝိတ်ဝိုက်ပြီးကိုသမားကိုရှောင်ပြီးတော့ဝင်သွားသလားတော့မှတ်တယ်ခေါင်းတိုက်ကိုကအဲ့ဒီလုံးမှာလည်း Bruno ကတောင်းငံပေါ်ကနေဖန်တီးပြီးတော့တွင်းပေးသွားတာတော်တော်လေးကောင်းတယ်ဒုတိယဂိုးကလည်း Bruno ပဲထပ်ပြီးချီကြွမှာ Bruno ကပြောမယ်ဆိုရင်ကျွန်တော်တို့ United အသင်းနဲ့ key player လို့တော့ဖြစ်နေပြီပေါ့နော်သူကဒီသူ့ရဲ့ vision ကတော်တော်လေးကောင်းတယ်ဒီကွန်ညာကလည်းသူ့ရဲ့ဒီဟိုပါပေါ့ဖန်တီးပေးမှုကိုတခြားလေးဆွဲယူသွားပြီးတော့ဒီမာတီနက်ရဲ့ဂိုးပေါက်ထဲကိုကန်သွင်းပြီးထည့်သွားတာဒီကိုကပွင့်လင်းပြောလို့ရှိရင်ကွန်ညာကောဒီမာတီနက်ကောက50-50အနေထားပဲဒါပေမဲ့ကွန်ညာရဲ့ကန်သွင်းချက်တော်တော်လေးကောင်းသွားလို့သာကျွန်တော်အနေနဲ့ဒီဒုတိယဂိုးဥဆောင်ကိုရရှိတာပေါ့နော်ဒါကဒီ1-1ဖြစ်သွားပြီးနောက်ပိုင်းမှာတွင်းသွားတဲ့အလုံးတော်တော်လေးကောင်းတယ်ပေါ့နော်ဒီကွန်ညာရဲ့ရည်သွင်းကတော့ပွင့်လင်းပြောလို့ရှိရင်မိကုန်းထုတ်စရာတော့မလိုတော့ဘူးဒီသူ့အနေနဲ့ဒီဆောနာတွင်းကိုတယ်မဟုတ်ဘူးပေါ့နော်ပွဲပြီးကနေမှာကျွန်တော်တို့ဒီဘောလုံးအချိန်ဆွဲတဲ့အနေနဲ့ဘောလုံးကိုလုပြီးတော့ဘောလုံးမပြတ်အောင်ဆွဲတယ်ပြီးလို့ရှိရင်ဒီပွဲပြီးကနေမှာသူ့ရဲ့ကွန်ညာရဲ့ဒီမိုင်နူးရဲ့လူရှောရဲ့ပတ်စင်ပေးပြီးပုတ်နေရတာလှတော့လှတယ်တော်တော်လေးမိုက်တယ်ဗျာသိလားအောင်ပွဲခံတဲ့ပုံစံလည်းပွင့်လင်းပြောရင်တော်တော်လေးကောင်းတယ်သူ့အနေနဲ့ trade match တောင်ဖြစ်နေကွန်ညာကိုသွင်းပြီးလို့ရှိရင်အောင်ပွဲခံမယ်ဒီလိုပုံစံဆိုတော့အကုန်လုံးမှတ်မိနေဗျာတော်တော်လေးမိုက်ပါတယ်ဒီ Sesco ရဲ့ဂိုးကတော့သူ့ရဲ့စူးစမ်းအားထုတ်မှုရောပြီးလို့ရှိရင်ဂိုးကန်ကောင်းတာရောပေါ့နော်အဲ့ဒါကြီးလည်းပါတယ်ဒါကြောင့်ဂိုးဝင်သွားတာSesco ကပွင့်လင်းပြောလို့ရှိရင် Michael Carrick ရဲ့ဒီ Sepsi လုံးဝ super set ကစားသမားကွက်ဖဲလေးတောင်ဖြစ်နေပြီဗျာဥမာကျွန်တော်တို့ရှုံးနေလား Sesco ထက်တေကြနေလားနိုင်အောင် Sesco ထက်တကယ်လို့ဂိုးမပြတ်ဘူးမလားဂိုးပြတ်ရင် Sesco ထက်ဒီလိုပုံစံတော်ဖြစ်နေ Sesco ထက်ဘာဖြစ်ဖြစ် Sesco ထက်ဒါမဲ့ဒီကောင်ဝက်ရက်စင်မှာသွားမထဲနဲ့တိတ်အလုံးမပြတ်ဘူးဒီကောင်ဘီရှင်းနေအတွေ့အကြုံနေပြီးလို့ရှိရင်ဒီ physical ဘိုင်းတွေကတော်တော်လေးတိုးနှက်လိုက်စိုးဖို့အတွက်ကိုလိုသေးတယ် Premier League နဲ့အသားကျဖို့ကဒီထက်ပိုအများကြီးစူးစမ်းအောင်မှာကျွန်တော်အရင်ပွဲမှာပြောခဲ့သလိုပဲเนาะပြီးလို့ရှိရင်ဒီပွဲမှာအဓိကချီးကျူးရမယ့်ကစားသမားတွေရှိတယ်အဲ့ဒါဘာလဲဆိုခင်ဗျားတို့သတိထားမိလားမသိဘူးကျွန်တော်တို့ရဲ့နောက်တန်းဘတ်တန်၄ယောက်လူရှောကုန်းခေါင်းကြီးရောယိုယိုရောဒီဓာတ်လောကဒီ Aston Villa ဘက်ကဒီတိုက်စစ်ကစားသမားတွေအကုန်လုံးအိတ်ကတဲ့ထဲတာ Oliver King ဆိုလို့ရှိရင်လူစားတောင်လဲရတဲ့ဒီဖြစ်သွားတယ်Oliver King နေရာမှာဝင်လာတဲ့တခြားဒီ Tommy Abraham ရောပြီးလို့ရှိရင်ဒီ Dribble ကောင်းပါတယ်ဆိုတော့ Luli Bindy တို့ရောဒီပထမပိုင်းမှာဆိုရင် Morgan Roger တို့ Brunia တို့အကုန်လုံးဒီအိတ်ကတဲ့ထဲတာနောက်တန်း၄ယောက်လုံးကခေါင်းကြီးဆိုရင်ဒီနောက်တန်းမှာညွှန်ကြားမှုတွေပါပြုတ်လို့ပြီးတော့ share ဖိုက်နေတာတချို့ထွက်တွေ့ရမယ့်အလုံးတွေဆိုရင်အဲ့လိုပြက်ပြက်သားသားထွက်တွေ့တာကြီးတော်တော်ကောင်းတယ်အရင်ပွဲတွေမှာဒီပထမဟိုပါပေါ့ဒီ Newcastle နဲ့ပွဲမှာကျွန်တော်ပေးလိုက်အလုံးဆိုလို့ချင်းထွက်တွေ့မဲ့ကစားသမားမရှိဘူးလူရှောကောခေါင်းရင်းရောလူရှောဖို့ sorry မာလာစီယာထွက်တွေ့ရမယ့်အလုံးမာလာစီယာထွက်တွေ့ရမယ့်အလုံးထွက်မတွေ့တဲ့အလုံးတွေပေါ့နော်အလုံးတွေကကိုးပေးလိုက်တာဒီပွဲမှာဆိုလို့ရှိရင်တော်တော်လေးဒီခေါင်းရင်းဆိုလို့ဆွတ်မချက်ပြတ်သားတဲ့လူရှောပေါ့နော်ရှေ့တီဖြတ်ထုတ်ဖို့လို့ထပ်ပြီးတော့ရှေ့တီထွက်ပြီးတော့တွေ့ပြီးဖြတ်ထုတ်ပြလိုက်တာဒါမျိုးကြီးလောက်အောင်မှာအဲ့ဒီ၄ယောက်လုံးကဒီနေ့ပွဲမှာဒါမေ့ထားလို့မရတဲ့ကစားသမားတွေပေါ့နော်ဒီနောက်မှဝင်လာတဲ့အဲ့လီယွန်ဘိုင်နေတို့ပါလို့ဆိုလို့ရှိရင် triple အရန်ကောင်းတာဒီကောင်းနေဆိုရင်ဒါပေမဲ့ဘာမှကိုလုပ်လို့မရဘူးနောက်တစ်ခုကကြီးကျွတ်မှာပါလဲဆိုရင်တစ်ဖက်သင်းရဲ့ဒီဟိုနီးပြUnai Emery ကဘာလဲ Morgan Roger အမြဲတမ်းစော့နေကြနေတာဘဲတောင်းမှန်ဒီနေရာမှာထားမစော့ဘဲနဲ့ညတောင်းမှန်မှာသွားပြီးစော့တာအဲ့မှာ Morgan Roger ကသူစော့ရမယ့်နေရာမှာမစော့ရတော့ကြတော့လစ်နေတာလစ်နေပြီးတော့ညာချမ်းမှာဘာမှကိုမလုံနိုင်ဘူးတော်တော်လေးအဲ့ဥစ္စာလည်းကန်ကောင်းခဲ့တဲ့အချက်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ရဲ့ဂိုးသမား Sanny Lemans Onana ရဲ့အပိုင်လုံးကိုတေချာလေးပုတ်သွားတာအဲ့လုံးကတော်တော်လေးကိုပဲကျွန်တော်တို့အနေနဲ့ကျေးဇူးတင်ရမှာမဟုတ်လို့ရှင်အဲ့လုံးတာဝင်သွားရင်ကျွန်တော်တို့အနေနဲ့ဟိုပါပေါ့နော်ဂိုးကဒီလောက်ကြီးပြတ်ပါမဟုတ်လား3-1ဆက်ရလက်မဟုတ်လို့3-2လည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ Sanny Lemans ကဒီလုံးကတော့တော်တော်လေးကောင်းတယ်ဟိုပါပေါ့ဘာကလီရဲ့လုံးကလည်းမထင်မှတ်ထားပဲနဲ့ဟိုဘက်က white ဝင်သွားဖြစ်လို့တကယ်တော့အဲ့လုံးနဲ့ပုံနိုင်မယ်ဆိုလို့ရှိရင် Sanny Lemans လည်းဟိုဟာဖြစ်မှာ clean sheet ရမှာပေါ့နော်
ဆိုတော့တပွဲလုံးခြုံငုံကြည့်မယ်ဆိုရင်တော့တော်တော်လေးကောင်းပါတယ်နောက်တစ်ခုကအခုပြည်သက်တွေကဘာတွေတောင်းဆိုနေကြလဲဆိုလို့ရှိရင် Casemiro ကဒီယာဒီကုန်းမှာအတင်းအထွက်မယ်လို့တရားဝင်ကြေညာထားပြီးသား Casemiro ကိုဒီယာဒီမှာဆက်ပြီးတော့နောက်ယာဒီမှာဆက်ပြီးတော့တနည်းဆက်ပြီးစာချုပ်ပေးဖို့ဆိုပြီးတော့အတင်းပြည်သက်တွေကဒီပွဲပြီးချင်းမှာဒီ United ဘက်တာဝန်ရှိသူတွေဘက်ကိုတောင်းဆိုနေတယ်ဒီကွင်းထဲမှာလည်းအကုန်လုံးအော်ဟစ်ပြီးတော့ပြောဆိုနေကြတာကိုတွေ့ရပါတယ်ဆိုတော့ဒီ Casemiro ကဒီယာဒီမှာထွက်သွားမှာဆိုတော့အဲ့ဥစ္စာထွက်သွားမှာကြီးပဲတွေးပြီးကြောက်နေမိတာသူ့နေရာမှာပေါ့နော်နောက်ထပ်သူ့လိုမျိုးကောင်းတဲ့ကစားသမားထက်ကောရောက်လာနိုင်ပါမလားဆိုတာကိုကျွန်တော်တို့အနေနဲ့မသိနိုင်ဘူးဗျာလက်ရှိ Casemiro ဒီနေ့ပွဲမှာဆိုလို့ရှိရင်ခေါင်းတိုက်ကိုသွင်းတယ်ဥပမာခေါင်းတိုက်ကိုမှာဆိုရင်ကျွန်တော်တို့စီမှာမြန်မာစကားခေါင်းတိုက်နိုင်တဲ့ကစားသမားမရှိဘူး Casemiro ရှိမယ်ပြီးလို့ရှိရင်နောက်ကခေါင်းကြီးတို့ဒီလစ်ကစားနိုင်ရင်ဒီလစ်တို့ဒါမျိုးတော့ပဲကောင်းကောင်းမွန်ရှိရကျန်တဲ့ကစားသမားတွေအဲ့လောက်ကြီးခေါင်းမတိုက်နိုင်အောင်ဆိုတော့ Casemiro ထွက်သွားရင်တော့သူ့နေရာမှာအစားထိုးဖို့ကစားသမားတော်တော်လေးမှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်မှာဖြစ်လိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့တော်တော်လေးစိုးရိမ်စရာအနေထားဘာလို့လဲဆိုတော့သူ့နေရာမှာအစားထိုးဝင်လာမဲ့ဒီကစားသမားကအခုလက်ရှိဥကာတေးကလည်းအဲ့လောက်ကြီးအခြေအနေမကောင်းဘူးပေါ့နော်သူလည်းထွက်သွားမယ်ဆိုရင်တော့ဘယ်တော့တက်နိုင်မလဲနော်သူလည်းအသက်ကြီးပြီဆိုတော့ငွေရှာခြင်းပါပေါ့ဗျာဆိုတော့ပွဲပြီးသုံးသက်ချက်ကတော့ဒီလောက်ပါပဲဒီပွဲလုံးချုံကိုကြည့်မယ်ဆိုတော့တော်တော်လေးကောင်းတယ်ဘရူနိုရောရှေ့တိုက်စစ်ကစားသမားတွေရောအဓိကချီကျော်မှာနောက်တန်းတော်တော်လေးကိုခန်းစစ်ကိုလုံလုံခြုံခြုံနဲ့ဆော့သွားတာကိုတွေ့ရပါတယ်ဆိုတော့ညီကိုရဲ့အမြင်ကိုလည်းနားထောင်ကြပါတယ်comment မှာတစ်ချက်ရေးခဲ့ပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Go Back United ကကိုနေပဲဖြစ်ပါတယ်